အားလုံးပဲမင်္ဂလာပါဆရာရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်တစ်မှာပျော်ရွှင်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နဲ့ဘေဒင်ဟောစာတန်ကိုနားထောင်လိုက်ကြရအောင်2026တနှစ်လုံးအတွက်နေနံအလိုက်အကောင်းအဆိုးများအကြောင်းတနင်္ဂနွေနေနံသားသမီးများအတွက်ကံနဲ့ပတ်သက်ပြီး6လတိတိအညာဝင်မဲ့နှစ်ဖြစ်ပါတယ်အလုတ်ခွင်လန်းအတိတိပေါ်လက်တတ်ပါတယ်လူပေါင်းမှားမိမဲ့နှစ်ဖြစ်ပါတယ်တတိထားပါအမေတော်၎င်းအမတ်တော်၎င်းကျမကြီးအញ្ញမ်းဆိုးမဲ့နှစ်ဖြစ်ပါတယ်အချင်းငင်းနဲ့ပတ်သက်ပြီးမိန်းကလေးအဖြစ်ရှိတဲ့နှစ်ပါအသွေးအယမ်းများရမယ့်နှစ်ဖြစ်ပါတယ်အိမ်တော်ရှိတဲ့သူများကပူပန်တော့ကရောက်ရမယ့်နှစ်ပါကျမကြီးနဲ့ပတ်သက်ပြီးကိုလက်ကြိုက်ခဲခြင်းဘာသာရေးနဲ့ပတ်သက်ပြီးအားဆိုင်ထုမှာခြင်းပါတယ်2026မှာအပြောင်အပအယမ်းမမီလမ်းမရောက်တတ်မယ့်နှစ်ဖြစ်ပါတယ်အမျိုးသမီးမိတ်ဆွေတယောက်ရဲ့စောင့်ရှောက်ခြင်းကိုလည်းခံရမယ့်နှစ်ဖြစ်ပါတယ်ဒီနေ့နံသားသမီးတွေနဲ့ပတ်သက်ပြီးစိတ်နှခွမဖြစ်စေကြပါနဲ့ဆောင်ရန်တန်လျက်ပုံစံလေးနေနံအသားနဲ့ပန်းပူထူပြီးစောင့်ပါပျော်တိုင်းအောင်ကြံတိုင်းအောင်အတွက်ပါရှောင်းရန်ရေလန်းခီအထူသွားခြင်းတတိထားပါရရအတွက်ကမုံလုံးရေပေါ်တက်စိနေအိမ်ဖျားမှာယူပေးပါတက်စိကမိမိပြပြီးတာအသက်အတိုင်းအရေးအတွက်အိမ်ရှိဖနာဟောကြီးရန်စွန့်ပေးပါတနင်္လာနေနံသားသမီးများအတွက်စိတ်ရှုပ်ထွေးရမယ့်နှစ်ငွေလိမ်ခံရမယ့်နှစ်အဆအအရာရာတောကဆိုင်မဲ့နှစ်ဖြစ်ပါတယ်မိဟောင်းဆွေဟောင်းအထူးတတိထားပေးပါငွေရကြေးမယုံရချင်းငါချင်းမပြူရအိမ်တွင်းနဲ့ပတ်သက်ပြီးအမေတော်၎င်းအမတော်၎င်းခါးနဲ့ပတ်သက်ပြီးတတိကကြီးထားပါအခြေရေးမှာဆိုရင်မိန်းကလေးအဖြစ်ဖို့တဟူတောက်ကြစနေအဖြစ်ဝင်ပါလိမ့်မယ်အမှုကင်းရင်ဆိုင်ရတတ်တာမျိုးလည်းရှိတတ်ပါတယ်အိမ်တုံပြက်ကိန်းတွေလည်းမြင်နေနှစ်ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးအပူလွန်ကဲတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးစိတ်မရှုပ်ထွေးပါနဲ့ကံနဲ့ပတ်သက်ပြီးကောင်းလာဖို့အလားအလာရှိမဲ့နှစ်ဖြစ်ပါတယ်တက်လန်းကိုမပိတ်တိမိစေပါနဲ့အလုတ်ကွယ်လန်နဲ့ပတ်သက်ပြီးဘေးအဖြစ်ကြောင့်အလုတ်ဆုံးရှုံးရတတ်ပါတယ်ဆောင်ရန်ပစီကိုနေနံသားနဲ့ပန်းပူထူပြီးဆွဲပါရှောင်းရန်အမဲဝမ်းဆက်ဝစ်ချင်းအစင်းယုံတောက်တောက်ဝစ်ချင်းလဲရှောင်းပါရရလေးကတော့ရက်6လက်မြေအိုးတဲ့ဆိုင်စွမ်းငါပွဲထမင်းစီစန်းပေါက်ပေါက်ဖြူထညက်ခဲအပါလက်ဖက်ထဲပါတောက်တော်ရီငါးခွက်စီမီငါးတိုင်အမွေးတိုင်ငါးတိုင်နေအိမ်ဖျားမှာကတ်ပေးပါအင်္ဂါနေ့နေနံသားသမီးများအတွက်ကန်ပွင့်စမ်းထမဲ့နှစ်ပါတခါမှမရဘူးတော့အရာမှန်သမျှဝင်ပါလိမ့်မယ်လူမှုရေးနဲ့ပတ်သက်ပြီးဂယုစိုက်ပေါင်းသင်းပါငွေရေးကြေးနဲ့ပတ်သက်ပြီးချင်းငါးလာမျိုးမပြုတ်လို့သင်းပါအင်းတွင်းရင်းနဲ့ပတ်သက်ပြီးမိဘရဲ့ပံ့ပိုးမှုရမယ့်နှစ်ပါအချီအေးမှာအဖြစ်တွေဝင်လာဖို့ရှိပါတယ်ပတ်ဝန်းကျင်အဖြစ်တွေနဲ့ပတ်သက်ပြီးဂယုစိုက်ပါဘာသာရေးလိုက်စားခြင်းကံပိုထမဲ့နှစ်ပါအိမ်တောင်ရှိတဲ့သူများအတွက်တော့အထူးဂယုစိုက်စေချင်ပါတယ်အဖြစ်တွေများမဲ့နှစ်မို့လို့ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးခါအောက်ပိုင်းအထူးဂယုစိုက်ပါစိတ်ထဲမှာထစ်ချင်တဲ့အတိုင်းဖြစ်လာနိုင်မယ့်နှစ်ယုံကြည်မှုနဲ့ပန်းနိုင်လာမယ့်နှစ်ဖြစ်ပါတယ်ဆောင်ရန်နေနံသားကိုထုစစ်ပြီးနေအိမ်ဖျားမှာလှူထားပြီးမှာရှောင်းရန်တောင်စွန်တောင်ဖြသွားလာခြင်းအထူးဂယုစိုက်ပါရရလေးကတော့ဖျားမှာတစ်ဖီး9မျိုးဩဇာတီဒူရင်တီတန်ဘိုယာတီနက်ကံမောက်တီနက်နတ်တီလူဒန်းပေးပါဗုဒ္ဓဟူးနေနံတောက်သမီးများအတွက်ကံချင်းရမယ့်နှစ်ပါစီးပွားရေးနဲ့ပတ်သက်ပြီးထင်တလောက်အလုံးမဖြစ်တဲ့နှစ်ပါငွေကြေးနဲ့ပတ်သက်ပြီးငွေကုန်များမယ့်နှစ်ပါမိတ်ကောင်းဆွေကောင်းပေါ်မယ့်နှစ်အိမ်တွင်းရေးနဲ့ပတ်သက်ပြီးကျမ်းမာရေးဂယုစိုက်ရမယ့်နှစ်ပါအချီရေးနဲ့ပတ်သက်ပြီးစမ်းထမဲ့နှစ်လို့လည်းပြောလို့ရပါတယ်စိတ်နဲ့ပတ်သက်ပြီးအားနေပြဿနာရှာတတ်မဲ့နှစ်ပါအိမ်တော်ရေးနဲ့ပတ်သက်ပြီးခေါင်းကြီးမဲ့နှစ်ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးခေါင်းမူကိုက်ကိုယ်လက်ကိုက်ခဲခြင်းသွေးလီမမှားခြင်းဘာသာရေးအလွန်အားနည်းမဲ့နှစ်လို့လည်းမြင်တာမို့ဘာသာရေးလေးဖိလို့ကြပါစိတ်နှခွဖြစ်ရမယ့်နှစ်ပါကျမ်းမာရေးအထူးဂယုစိုက်ပါဆောင်ရန်အုံသားကိုအိတ်ကလေးတွေထဲဆောင်ပြီး24မဟာပဋ္ဌာန်းရောဖတ်ခြင်းရှောင်းရန်ခြေသေးလက်သေးစပင်းအနှဲငယ်အင်ကြီးအဟောင်းတဆုံကိုအနောက်မြောက်ရက်မှာစွန့်ပေးပါရရလေးကတော့နှင်းစီအနီ6ပွင့်နို့6ကွက်ရေ6ကွက်စီမီ6တိုင်အမွေးတိုင်6တိုင်နေအိမ်ဖျားမှာလှူပေးပါကြားတဲ့ပရိနေ့နဲ့နာသားသမီးများအတွက်ကံပူးကံထက်မဲ့နှစ်ပါစီးပွားရေးနဲ့ပတ်သက်ပြီးကောင်းပါတော့လေတတိထားဂယုစိုက်စေချင်ပါတယ်အထူးသဖြင့်မိတ်ဆွေအစင်းတွေကိုယုံတာလျှော့ပါအိမ်တွင်းရေးနဲ့ပတ်သက်ပြီးအစင်ပြေမဲ့နှစ်ပါအချီရေးနဲ့ပတ်သက်ပြီးဂယုစိုက်ရမဲ့နှစ်ပါငွေရေးကြီးကြောင့်ခေါင်းကြီးမဲ့နှစ်ပါအလုတ်ကွန်လန်နဲ့ပတ်သက်ပြီးဖိအားများမဲ့နှစ်ပါအိမ်တောင်ရေးနဲ့ပတ်သက်ပြီး
ကောင်းတဲ့နှစ်ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးအနာဟောင်းများဒဏ်များပြန်ဖြစ်တတ်တဲ့နှစ်ပါဘာသာရေးနဲ့ပတ်သက်ပြီးအလွန်ညစ်တဲ့နှစ်မို့ဘာသာရေးများများလုပ်စေချင်ပါတယ်စိတ်တော်ကများမဲ့နှစ်ပါကံနဲ့ပတ်သက်ပြီးကံအထောက်ပံ့ရမယ့်နှစ်ဖြစ်ပြီးရတဲ့အခွင့်အရေးကိုလက်လွတ်မခံဘဲစုပ်ကိုင်နိုင်မယ်ဆိုရင်ကံအသက်ထင်လာမယ့်နှစ်အထိယူဆလို့ရပါတယ်ဆောင်ရန်ဇီးသားကိုတုတ်ချောင်းပုံစံပန်းပူထုပြီးဆောင်ထားပေးပါရှောင်းရန်ဖနက်ဟောင်းတရံစွန့်ပေးပါဖနက်အနီရောင်တောက်တောက်နဲ့အစိမ်းရောင်တောက်တောက်စီးရရှောင်းပါရရယာလေးကတော့တပည့်စီအမျိုးရက်စီရလက်စီမီစီရလက်ရေစီရကွတ်အမွှေးတိုင်စီရလက်ကိုနေအိမ်ဖျားမှာတပည့်တိတိလှူပေးထားပါတောက်ကြနိနေနံတောက်သမီးများအတွက်ကန်ထူးကန်မင်းနဲ့နှစ်လေးဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးထင်သလောက်ပိုပြီးကောင်းလာမယ့်နှစ်အလုပ်ကွန်လန်းနဲ့ပတ်သက်ပြီးပိုပြီးအဆင်ပြေလာမယ့်နှစ်လူမှုရေးနဲ့ပတ်သက်ပြီးဂရုစိုက်ရမယ့်နှစ်ငွေကြေးကြောင့်အတူရောင်မိတ်ဆွေများနဲ့ပြဿနာများတဲ့နှစ်အိမ်တွင်းရေးနဲ့ပတ်သက်ပြီးကျမ်းမာရေးညှင့်မဲ့နှစ်အချီရေးနဲ့ပတ်သက်ပြီးအချစ်မခံရမဲ့နှစ်အဖြက်ရှိမဲ့နှစ်စိတ်ရှုပ်ထွေးရတာမျိုးလဲခဏခဏကြုံရတတ်တဲ့နှစ်ပါအိမ်တောင်ရေးနဲ့ပတ်သက်ပြီးမျော်ရမယ့်ကာလအတွေးလွန်ရမယ့်ကာလပါကျမ်းမာရေးနဲ့ပတ်သက်ပြီးခါခြေစစ်လက်စစ်ကြိုက်ခဲလာအများဆုံးရှိမဲ့နှစ်ပါဘာသာရေးမတည်မကျဖြစ်မဲ့နှစ်ပါစိတ်နဲ့ကိုယ်နဲ့တသားတည်းဖြစ်အောင်နေခြင်းဖြင့်ကိုလုံးမဲ့အလွတ်မှန်သမျှအောင်မြင်မဲ့နှစ်ပါဘာသာရေးလိုက်စားပြီးအလှူဒန်းများလှူဒန်းနိုင်မဲ့နှစ်ပါဆောင်ရန်ကျေးတန်လျက်ကိုကျေးခွက်ဖြစ်နေတွဲဆောင်ပါစုမိဆောင်မိအောင်အတွက်ပါရှောင်းရန်ခြေအိတ်လက်အိတ်အဟောင်းစွန့်ပေးပါအဝါရောင်တောက်တောက်အဝတ်စားရှောင်းပါရရယာလေးကတော့နို့ဆွေးနဲ့ပန်းမာလားရေချမ်းနေအိမ်ပြောင်းမှာကပ်ပေးပါစနေနေ့နေနံသားသမီးများအတွက်ကန်စင့်ကန်ချင်းချင်းရမယ်နေ့လေးဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးကောင်းလာဖို့ရှိတယ်လူမှုရေးနဲ့ပတ်သက်ပြီးတတိထားပါမိတ်ဆွေအပေါင်းအထည်အထူးတတိထားပေးပါငွေရေးကြီးရေးနဲ့ပတ်သက်ပြီးအပူတော့ကများမယ်နှစ်ပါအချစ်ရေးနဲ့ပတ်သက်ပြီးကန်ထမဲ့နှစ်လို့လည်းပြောလို့ရပါတယ်အလုပ်ကွင်လန်းနဲ့ပတ်သက်ပြီးအခွင့်လန်းဆုံးရှုံးရတတ်တာမျိုးရှိပါတယ်တတိကကြီးထားပါအမျိုးသမီးတယောက်ယောက်ကြောင့်ဒုက္ခရောက်တတ်တဲ့နှစ်ဖြစ်ပါတယ်အိမ်တောင်ရေးနဲ့ပတ်သက်ပြီးခေါင်းကြီးမဲ့နှစ်ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးကိုစစ်လက်စစ်အထိခိုက်လွယ်မဲ့နှစ်ပါဘာသာရေးအားနည်းမဲ့နှစ်မို့အထူးဂရုစိုက်ပါစိတ်ထဲမှာဖြစ်ချင်တဲ့အတိုင်းဖြစ်လာနိုင်မဲ့နှစ်တစ်ချိန်တစ်ခါမှဆုံးရှုံးခဲ့ရတာပြန်ရလာနိုင်တဲ့နှစ်ပါအတွေးနဲ့မပိတ်မိပါစေနဲ့အတွေးလွန်တတ်မဲ့နှစ်မို့လို့ပါဆောင်ရန်နနွင်းမုံကိုအိတ်ကလေးတဲ့ထည့်ဆောင်ပါရှောင်းရန်ဖနတ်ဟောင်းတရန်ခြေသေးလက်သေးစပင်အနှဲငယ်အင်ကြီးအဟောင်းတဆုံကိုအနောက်မြောက်ရပ်မှာစွန့်ပေးပါရရယာလေးကတော့နှင်းစည်းအနီကိုးပွင့်နို့ကိုးခွက်ရေကိုးခွက်စီမီကိုးတိုင်အမွှေးတိုင်ကိုးတိုင်နေအိမ်ဖျားမှာလှူပေးပါခုနှစ်ရက်ဖွာရှစ်နှစ်နံသားသမီးများအတွက်စကားလက်ဆောင်ပါလက်လာပါအတွက်ဒါနဲ့တိတိရရယာလေးပေးပါမယ်စံတောင်းပုံစံကျင်းတောင်းလေးထဲကိုစံလေးလုံးထည့်ပြီးထိဖြူဆက်လက်တန်ပိုရာသီးတစ်လုံးအတရား1100ချက်ထဲပြီးလစ်ပိုဘောလင်းကိုစံတောင်းရဲ့အရှိမဘောလင်းအတော်ဖျောင်းနိုင်ပြီးထွန်းပေးပါနေအိမ်ဖျားမှာလဲဝဲဘက်မှာလူပေးထားပြီးရှင်သီဝရိဂါထာကိုရွတ်ဆိုပေးပါတနေ့ကိုတကိုင်ရွတ်ဆိုခြင်းဖြင့်လက်လာပါများပြိနေပါကပွင့်လန်းလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်